အားလုံးပဲမင်္ဂလာပါ gaming ပိုင်းရကြိုးဆိုလိုက်ပါတယ်။တော့ဒီနေ့မှာတော့အိမ်လေးဆောက်ပြတ်ဝမ်းဖြစ်ပါတယ်။အားလုံးပဲလိုက်ကြည့်ပေးကြပါ။ကျွန်တော်ရဲ့အိမ်လေးကဘရိုတို့ကောမအောင်မှာပေါ့နော်။ဘလောက်ဝီတီပေးလဲလူတိုင်းလိုက်ဆောက်လို့ရပါတယ်။အရန်ကိုလွယ်ပါတယ်။စက္ကန့်ပိုင်းလေးပဲကြာတာပါ။ကျွန်တော်တို့အရင်ဆုံးပေါ့နော်။ဒီလိုမျိုးလေးလုပ်ပေးထားလိုက်မယ်ကိုကြက်တဲ့လောက်တူရရပါတော့ပွိုင်းကျွန်တော်တို့အတုံးလေးလိုက်ပြီးမယ်ဘာအတုံးလဲဆိုတာကျွန်တော်နောက်မှပြမယ်တော့ဘောနော်ဒီအတုံးလေးနဲ့ဒီအတုံးလေးတော့လိုပါတယ်ပြီးတော့ဒီအောင်အရေးဖို့တော့လိုက်ဖိလိုက်မယ်ပေါ့နော်ဟောလက်ချော်နေရပေါ့လိုက်ဖိလိုက်မယ်လိုက်ဖြစ်ပြီးသွားရင် reset လေးကတော့ဒီလိုပါပြီးတော့ဒီဟာတွေကိုမှပေါ့နော်အပေါ်လေးတွေကိုထပ်တက်သွားမှာပေါ့နော်ဒီမိုးလေးပေါ့တို့နှစ်ထပ်လေးပဲပေါ့နဲ့သုံးထပ်လေးတက်ချင်လည်းရတယ်လောလောပေါ့โอเคရပြီဒီကြောက်လိုက်ပြလိုက်ပေါ့နော်ခတင်ယူရတဲ့ဟာလေးကတော့ဒီလိုမျိုးပေါ့နော်ပြီးတော့မှတော့ဒီဟာလေးကိုပေါ့နော်ဒီလိုလေးလိုက်အုပ်ပြီးမှပေါ့နော်အုပ်လိုက်အောင်မယ်တော့ဒီလိုမျိုးအုပ်ပြီးသွားပြီပေါ့နော်အုပ်ပြီးရကျွန်တော်တို့အထဲထဲမှာမီလုံးထားလို့ရရင်မီလုံးထားလို့ရရင်မီလုံးထားဖျောင်းနိုင်ထားလို့ရရင်ကိုကြိုက်တာထားလို့ရပါတော့ကျွန်တော်ကတော့ဖျောင်းနိုင်ပဲကြလို့ဖျောင်းနိုင်ပဲထိုးလိုက်ပါတယ်ပြီးဒီမြေကြီးလေးတွေကိုအောက်မှာပေါ့နော်ဘာခင်းလို့လေမြေကြီးလေးလည်းတူးပေးလိုက်ပါတယ်ဒီလိုမျိုးတူးရရင်နော်ရှည်လို့မယ်ဒီရလို့မယ်အမကြီးတယ်နော်ဟိုလေကြီးတယ်နေတယ်ကောတာကြောင့်နည်းနည်းလေးပြင်ပြမယ်ပြီးဒီအောင်နည်းနည်းဖောက်မယ်ဖောက်မယ်โอเคဒီမလေးလုံးလိုက်တော့ဒီရဆက်ဆက်လေးရှိတော့ကြာဒီလိုဒီရလည်းဆက်ဆက်ပြီးဒုံရပြီပေါ့နော်ဒုံရသွားပြီဆိုရင်ကို site တင်တာဟာ site ရမယ်ဒီတော့စားလို့ရမယ့်ဟာလေးတော့ site ရလေးရော site တယ် okay site လို့ပြောလို့ရှိရင်ကျွန်တော်တို့ဟိုဟာလေးထားမယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုလုံးထားဗီဒီယိုပေါ်မှာမီလုံးလေးထားလိုက်ပေါ့နော်။ဘာလို့လဲတော့ဒီဟာကိုဒီမီလုံးကိုပြန်ထားမိတယ်။ဒီဟာဒီလိုထားတကားပဲဖွင့်မယ်ထိုင်ရအောင်ပြရပြီဟဲ့စာပြီးပေါ့နော်တော့ဘာလို့ရှိရင်ဒီဟာကိုလုံးထားလို့မလားတဖြုတ်ထားလိုက်မှာတော့ဆိုလဲတင်မလားလို့ပေါ့နော်ကိုကြိုက်လို့ထားရပါတယ်ပေါ်လို့ရှိရင်အပေါ်ထောက်လုံးမယ်ပေါ့နော်အပေါ်ထောက်တော့တတားနဲ့လုံးမယ်ဒီဘာတတားလို့လဲကျွန်တော်ပြောပြမယ်တော့ဒီတတားနဲ့ဒီတတားလို့ပါတယ်အရင်တော့အဲ့တတားကိုကျွန်တော်ဒီလိုထောင်းလိုက်မယ်3လုံးလောက်ပေါ့နော်1 2 3အဲ့တော့လေဒီဘေးမှာလည်းထောင်းမယ်ဒီဘေးမှာလည်းထောင်းလိုက်ထောင်းလိုက်အောင်မယ်โอเคကျွန်တော်တို့လေးဘက်လေးလမ်းပေါ့နော်ဒီလိုလုပ်သွားဆိုရင်ဒီရောက်တူမို့လေးလဲလို့ပြီးလိုက်ပေါ့နော်ပေါင်လေးခပ်ပြီးလိုက်ပေါ့ခေကြောတော့ဒူမိုးထားပြရဆိုရင်ဒီအောင်မနော်ဒီလေးကိုဒူလေးလို့နော်ဒီအောင်ကျတော့မန်ထားတင်ထားပေါ့နော်ကျွန်တော်ဒီအသားလေးလိုက်ဖြစ်နေနော်ကိုထားတင်နေမှာပေါ့နော်ဒီမှာပတိပေါက်တော့ပေါက်ထားတာလိုက်မလဲတော့ပေါက်ထားတာလည်းနော်ဖြေရပြီပြီးကျွန်တော်မှန်လို့မယ်လို့ချင်တော့မှန်အောင်ဒီမှာဒီမလေးလုံးထားလိုက်ရအောင်နော်ကျွန်တော်ထားကြည့်လို့တော့ပဲထားလိုက်တယ်ဘယ်လိုဘွားရေးဒီအောင်ကျွန်တော်တို့အပေါ်ခေါင်းမူးမယ်ပေါ့နော်ခေါင်းမူးပေါ်မှာကိုကြိုက်တဲ့ခေါင်းမူးလေးရတယ်ကျွန်တော်ကတော့အလွယ်ကူဆုံးနဲ့ရိုးရှိလို့ပဲကျွန်တော်တို့လုပ်လိုက်တယ်ဘလို့ဝိုင်းဒီဘာလေးတွေပေါ့နော်တော့ခုပဲထားဒီရလေးကိုအလိုမလေးအသားလေးလိုက်ဖိလိုက်ပါတယ်
Okay တော့ဒီလိုမျိုးဝတ်ဆက်ရလို့ဆိုဒီဘေးနားလေးတွေကိုဒီလိုအသားလေးလိုက်ဖြည့်လိုက်ပါမယ်ဒီတော့ဒီမှာပေါ့နော်ဒီဟာဒီလိုလိုက်ပါလိုက်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့လှီကတိထားမှာပဲဒီနေရာကိုပေါ့နော်လှီကတိထားမယ်ကျွန်တော်တို့ဒီကားလေးကလေးကြတော့ဒီလိုဆက်ရင်ဒီအနောက်ပေါ့နော်ဒီလိုတွားရင်ဒီလိုတက်ဝါရပါပြီဒီလိုလေကတိထားပြီးသွားဆိုရင်တော့တကားလေးထားမယ်ပေါ့တော့ကိုကျဲရဲ့တကားထားလို့ရပါတယ်ကျွန်တော်ကတော့ရိုးတကားလေးကိုပဲထားလိုက်ပါတယ်โอเคဒီလိုရပြီဆိုရင်ကျွန်တော်ပြင်ပါမယ်ဝယ်ဖို့ရအောင်ဒီအောင်ပြလိုက်မယ်ပြီးဒီမှာတော့ဖြောင်းဘီးလုံးကတော့ထုံးလို့ရတယ်နော်ဒီကထိုးလိုက်ပါတယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်ဒီမှာအဲ့ရတစ်ခုထားမယ်ပြီးဒီဘေးနားမှာပေါ့နော် chef တစ်ခုထားမယ်ဒီကြောင်မီတစ်ခုထားမယ်ပေါ့နော်ပြီးဒီမှာဒီချင်းမှာ credit တွေပဲတစ်ခုထားမယ်ကြောင်မီတစ်ဟာတော့ပေါ့နော် chef ကိုတော့ကျွန်တော်နှစ်ခုပဲထားနိုင်ပါမယ်တော့နည်းနည်းတော့ကျင်းနေပါတော့တော့နည်းနည်းကြီးလေးလောက်ထားကျင်းနေမှာပေါ့ဒီအောင်စတန်ထားနေပေါ့နော်ကိုကြိုက်တဲ့ဟာကိုဝတ်ပြီးလိုက်ပါโอเคကျွန်တော်တို့ဒီမှာဝင်ဒီဘက်တော့ပြမယ်ကိုကြိုက်တဲ့ဒီမှာဒီရာဝဲဒီမှာရပြီပေါ့နော်ကိုလည်းကိုပြဟောပြီးပါလမ်းပြီးကိုလည်းကိုပြန်ဝင်မှာပေါ့နော်ကိုပြန်ဝင်တာတော့အရန်လို့ကျွန်တော်မပြဘူးတော့အာမလည်းဝတ်ပြီးဆိုတော့ဒီအိမ်ကြီးကပြီးသွားပြီလားဆိုတော့ခုကြံရင်မိကိုခေါင်းနဲ့လဲလောက်အောင်မျိုးပေါ့နော်โอเคကျွန်တော်မိကိုခေါင်းနဲ့လုံနီးလို့ပြောပြမယ်ကိုကြိုက်တဲ့နေရာကိုထားလိုက်ပေါ့နော်ကျွန်တော်ဒီနေရာမှာတော့အလဲတက်မှာထားတင်တာမဟုတ်ဘူး3ခုတော့ထားမယ်ပြီးဒီမှာထင်းမိဖို့ကြမယ်ဒီအောင်လုံးမယ်ဒီဗီဒီယိုကိုထည့်လိုက်တော့ဘောနော်ဗီဒီယိုကိုတစ်ချက်ရလိုက်တာဟုတ်ကြရပါမိုက်ဝိုင်းတယ်နော်တော့အိမ်လေးကတော့ရပါပြီဒီအေးလေးကို rate ဘယ်လောက်ပြီးကြည့်လဲထမ်းတော့နိုင်တာကြိုက်တာပြီးပါဒီလိုမျိုးအိမ်လေးဆောက်ခဲ့ပြီးတဲ့အတွက်အလုံးမဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအလုံးမဲ့အားကြကြရဲ့ like ဆောက်ကလေးလုပ်ပြီးခင်နော်အလုံးမဲ့တက်တာဒီမှာနောက်နေ့ကျရင်ကျွန်တော် survival လုပ်ပြမယ်ပေါ့နော် survival ပါအလုံးမဲ့တက်တာအလုံးချစ်တယ်နော်